မလ15ကုတ်ခိုင်မနေ့မလ14ရက်နေ့မနက်ပိုင်းကစပြီးကိုကန့်တက်မလာကကုတ်ခိုင်အပါဝင်ပြည်တော်စုလမ်းတစ်လျှောက်တအောင်တက်သွားတပ်စခန်းအများပြားကိုထိုးစစ်ဆင်ဖယ်ရှားခဲ့ပေမဲ့ထိုးစစ်ခုခံနေရတဲ့နေရာတွေကလွဲလို့ကြံနေရအားလုံးတအောင်တက်ဘက်ကပြစ်မိတ်မပေးသေးဘူးလို့စုံစမ်းသိပါတယ်။လက်ရှိကိုကန့်တက်ဟာကုတ်ခိုင်မြို့အပါဝင်နန်းဖက်ကမုံစီနယ်တွေဘက်မှာကိုကန့်တက်ကအပြင်းထန်ထိုးစစ်တိုက်ခိုက်လျက်ရှိနေတာဖြစ်ပါတယ်။မျက်နှာချင်းဆိုင်တဲ့အနေထားတော့ရှိနေတဲ့အထက်ကပြစ်မိတ်မကြဘူးအကုန်ထိန်းနေရတယ်လို့ကိုကန့်တက်နဲ့ထိတ်တိုက်ရင်ဆိုင်နေရတဲ့အရာရှိတဦးကပြောပါတယ်။လက်ရှိမှာကုတ်ခိုင်မြို့ထဲမှာတိုက်ပွဲဆက်လက်ပြင်းရထန်နေပြီးမြို့ပေါ်မှာ drone များပြားပြန်ဝဲနေစေဖြစ်တယ်လို့ဒေသခံတဦးကပြောပါတယ်။ဒါအပြင်နန်းဖက်ကနန်းခန်းလမ်းပေါ်ရှိ12မိုင်ဂိတ်ကိုလည်းကိုကန့်တက်က drone များပြားနဲ့လာရောက်တိုက်ခိုက်ခဲ့ပြီးလက်ရှိတော့အတန်ငြိမ်သွားပြီလို့ဆိုပါတယ်။ဒါအပြင်ပြည်တော်စုလမ်းမကြီးတစ်လျှောက်တောင်ကျေးရွာတွေကိုလည်းကိုကန့်တက်ကအစည်းအဝေးခေါ်ဆိုထားပြီးတအောင်တက်နဲ့မဆက်သွယ်ဖို့စစ်ဝတ်စုံတွေနေအိမ်မှာမထားဖို့ပြောဆိုထားတာတွေလည်းရှိနေပါတယ်။ကိုကန့်တက်ဟာညီနောင်မဟာမိတ်3ဖွဲ့ထိန်းချုပ်တဲ့105မိုင်မှာလည်းအဝင်ထွက်ကိုပိတ်ပင်ထားပြီးလမ်းမကြီးတစ်လျှောက်ကင်းလဲစစ်ဆေးနေတယ်။